ရှမ်းပြည်နယ်ဟိုပုံးမြို့နယ်တွေကတောင်ကြားလွင်ပြင်ထဲမှာတွေ့ရတဲ့ဘိန်းစိုက်ခင်းတွေပါမကြသေးခင်ကမှအစေးချစ်ထားတာကြောင့်စိုက်ခင်းတွေက၆တွေ့နေပါတယ်အသက်35နှစ်အရွယ်တောင်သူခွန်ထွန်းအောင်ကစစ်အာဏာသိမ်းပြီးနောက်စီးပွားရေးအဆင်မပြေတာကြောင့်အခြားသီးနှံတွေအပြင်ဘိန်းစိုက်ပြိုးတာပါလောက်ကင်ပါတယ်တရင်ကျွတ်တစောင်းမုံလာတော့ပေါ့အဲ့မှာစားဆိုင်တယ်ထွန်ရသေးတော့ပေါ့ပြောင်းပြီးတယ်နဲ့ပြောင်းကိုသိမ်းပြောင်းလဲပြောင်းရမယ်ဆိုရင်ကိုကြိုက်တဲ့အချိန်သိမ်းရတယ်လည်းမဟုတ်ဘူးဒီသီးနှံနဲ့ထပ်ဆိုင်အောင်မှာဆိုတော့စောစောစီးသိမ်းရတယ်အဲ့ဒီပြောင်းသိမ်းတဲ့ဟာလဲစောစောစီးသိမ်းရတော့ဘာလို့ဆိုအဆူဆေးနေပဲရတယ်ပြောမယ်ဆိုနေခံရတဲ့ဆေးနေပဲရတော့ပေါ့အဲ့ဒီပြောင်းမိုးကဒီနေ့ဆိုမိုးပုံများလာတယ်မိုးများလိုက်တော့ကျွန်တော်တို့ဒီသီးနှံစိုက်တဲ့ချိန်ကျတော့နည်းနည်းနောက်ကျတော့သူ့အပြင်ကြီးထွားမှုလုံးလိုက်တာအားနေတော့တာသူခါတိုင်းရာတီနဲ့ဆိုရင်တော့ဒီနေ့တော့တော်တော်လေးဟိုပါပေါ့အထက်လုံးတိတ်အစည်းတိတ်မထွက်ဘူးပေါ့နှစ်ပေါင်း60ကြာပြည်ရင်းစစ်နဲ့နေမြေမတည်ငြိမ်မှုတွေကြားမှာစီးပွားရေးကျဆင်းမှုဝင်ငွေနှဲပေါမှုအခြားသီးနှံတွေရဲ့ဈေးကွက်မတည်ငြိမ်မှုတွေကြောင့်ဝေးလံခေါင်ဖျားတဲ့အရက်ဒေသမှာနေတဲ့တောင်သူတွေအတွက်အခြားသီးနှံတွေထက်ဝင်ငွေပိုကောင်းပြီးတော့ရောင်းရလွယ်တဲ့ဘိန်းသီးနှံကိုစိုက်ပျိုးဖို့တွန်းအားတွေဖြစ်လာစေခဲ့ပါတယ်။ကုလသမဂ္ဂမူရစ်စီးပွားနဲ့ရာဇဝတ်မှုတိုက်ဖျက်ရေးအဖွဲ့ UNODC ရဲ့အချက်လက်တွေအရ2023ခုနှစ်မှာမြန်မာဟာအာဖဂန်နစ္စတန်ကိုကျော်တက်ပြီးတော့ကမ္ဘာမှာဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်လာပါတယ်။ဒါပေမဲ့လက်ရှိကာလမှာဘိန်းစိမ်းဈေးကျနေတာတွေကြောင့်ထင်သလောက်ဝင်ငွေကောင်းကောင်းမရကြတော့ပါဘူး။ဒီနောက်ပိုင်းမှာကျတော့ဒီဘိန်းတွေကဈေးမရှိတာတမျိုးပြန်ဆိုကဈေးတာကြီးတာတမျိုးပေါ့။နောက်ပြီးတော့တရားလည်းမဝင်ဘူးလေ။တရားမဝင်တော့ရောင်းရမယ့်အချိန်ကျတော့လည်းခက်ခဲတွေ့တယ်။နောက်ကျတော့လည်းဒီကော်ဖီတို့ဝင်လာတဲ့ချိန်ကျတော့ဈေးလည်းတအားကောင်းတယ်။ကိုယ့်ရဲ့စာဝတ်နေရေးနဲ့နည်းနည်းချိန်လို့ရတာပေါ့။အမျိုးဖြစ်တဲ့ချိန်ကျတော့ကိုယ်စိတ်နဲ့ကိုယ်ပဲပြောင်းလာလိုက်တာတောင်သူခွန်မြင့်ထွန်းကတော့ဘိန်းစားထိုးသီးနှံတွေစိုက်ဖို့ဆန္ဒရှိပါတယ်ဒါပေမဲ့လုံလောက်တဲ့ထောက်ပံ့ကူညီမှုတွေမရတာကြောင့်အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်ကော်ဖီမရှိသေးတဲ့လို့လည်းရှိတယ်ထောက်ပဆိုရင်လည်းတအားလိုသေးတယ်ပေါ့နော်ထောက်ပဆိုရင်အမျိုးကူမဲ့သူလည်းမရှိသေးဘူးဘယ်မှာရောင်းရမလဲဆိုတော့တေချာတော့မတည်သေးဘူးအခုဒီဖက်ဆိုရင်တော့အပုံးမှာပဲရောင်းရတယ်ပွဲစားနေတယ်လို့ပွဲစားပေးတယ်လို့အမျိုးပဲရောင်းနေရတယ်ဖြစ်နိုင်လို့ရှိရင်တော့နိုင်ငံခြားသည့်တင်နိုင်တဲ့အဆင့်ထိတော့လိုရှိနေတော့ UNODC ကတော့ဘိန်းစားထိုးသီးနှံအဖြစ်ကော်ဖီစိုက်ပျိုးရေးကိုနည်းပညာနဲ့ဈေးကွက်ရှာဖွေရေးအပိုင်းတွေမှာအကူအညီပေးနေပါတယ်ဒါပေမဲ့ဝေးလံတဲ့ဒေသကတောင်သူတွေအတွက်လက်လန်းမီဖို့တော့ခက်ခဲနေစေပါမြို့သားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်ကကချင်ကယားချင်းနဲ့ရှမ်းပြည်နယ်ကမြို့နယ်တချို့မှာစပားကစပြီးပဲမျိုးစုံစီထွက်သီးနှံအစေးထုတ်ပြောင်းတဲ့နှစ်ရှည်သီးနှံတွေကိုဘိန်းစားထိုးစိုက်ဖို့လှုံ့ဆော်ပေးခဲ့ပူပါတယ်။ဒါပေမဲ့အာဏာသိမ်းပြီးနောက်ပိုင်းအစိုးရအနေနဲ့ကြက်ပြန့်လုပ်ပေးနိုင်တာမျိုးမရှိသေးဘူးလို့အစိုးရဝန်ထမ်းတို့ကဝန်ခံထားပါတယ်။ဘိန်းစားထိုးနဲ့ပတ်သက်ရင်ဒီနိုင်ငံတော်စီစဉ်တဲ့တော့ဌာနပေါင်းအများကြီးပါပါတယ်။ဒီစစ်ဘဲဆိုင်ရာပြည်ပြည်နဲ့ပတ်သက်တဲ့ပတ်သက်တဲ့ဟာတွေအခမ်းကဏ္ဍတွေကျွန်တော်တို့အစားအသောက်သီးနှံကိစ္စတန်မိုးမြေဆိုအစားအသောက်မွေးမြူရေးပေါ့ဌာနပေါင်းစုံနဲ့တော့ဆောင်ရွက်နေပါတယ်။ဒါကျွန်တော်ဌာနအနေနဲ့ပြောရမယ်ဆိုရင်တော့ဒါပွင့်နေပြောရရင်တော့မော်ဒယ်ဖန်းလောက်ပဲရှိသေးတယ်။ basic တာကိုအားလုံးဒီဟာကိုကိုစားအောင်ပြုနိုင်တောင်သူတွေကအခြားသီးနှံပြောင်းလဲစိုက်ပျိုးဖို့ပြင်ဆင်လာချိန်မှာထိရောက်တဲ့အကူအညီပေးမှုတွေကတော့မရှိနေပါဘူး။ပြောင်းလဲစိုက်ပျိုးမဲ့သီးနှံတွေအတွက်စနစ်တကျဈေးကွက်မဖော်ဆောင်ပေးနိုင်ရင်ဘိန်းကိုယတိပြက်စွန့်လွတ်ဖို့မဖြစ်နိုင်သေးပဲဘိန်းကိန်းတွေကိုဆက်လက်မြင်တွေ့နေရအောင်ပါခွန်ထိုးအောင်ကတော့ဘိန်းစားတိုးသီးနှံတွေစိုက်ပျိုးခဲ့ပေမဲ့အရှုံးတွေနဲ့ပဲရင်ဆိုင်ခဲ့ရပါတယ်စားတိုးသီးနှံတွေရဲ့ဈေးကွက်မတည်ကြတာကြောင့်လာမဲ့ဘိန်းစိုက်ရာသီမှာဘိန်းမဲပြန်စိုက်နေရအောင်မယ်လို့သူကဆိုပါတယ်ပြောမယ်ဆိုရင်လည်းဒီဟာဘာလို့ဆိုတော့ကျွန်တော်တို့သွားနေတဲ့ပုံစံကျတော့ဘာလို့ဒုံရင်ပဲသွားနေရမယ်ထင်တယ်ဘာလို့ဆိုနောက်နေ့ကျတော့လည်းအချိန်ခါလေးကြည့်ပြီးမှဟောပေါ့ဘင်းကဆေးရကောင်းနိုင်လားဒါမှမဟုတ်ဒီဟာဒီနေရာကြီးထပ်ဖြစ်နိုင်လားဖြစ်တယ်ဆိုရင်တော့ပြောင်းပြီးရင်အဲ့ဒါပဲပြန်ဆိုင်ရမှာအဲ့လိုမျိုးဘာလို့ဆိုတော့ဒီနတီးပဲသူကတခြားသီးနှံကျတော့ဒီပြောင်းနေကျတော့မရတော့ဘူးလေတခြားသီးနှံစိုက်တယ်ဆိုရင်တော့ဥမာပြောင်းကိုစောသိမ်းလိုက်တယ်ဒါပေမဲ့ဥမာပဲတို့ဘာလို့စိုက်လိုက်မယ်ဆိုရင်လည်းပဲအထွဲတာတဲ့ပဲကျတော့ဘယ်သူကဝယ်မှာလဲဘယ်နေရာသွားရောင်းရမှာလဲ